Hello ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီ computer user တွေအတွက်ပေါ့နော် Quickbook ကိုဒီကျွန်တော် Premium version free သုံးလို့ရတဲ့နည်းလမ်းလေးကို share ပေးသွားမယ်ဆိုတော့ဒီမှာအရင်ဆုံးကျွန်တော် Quickbook မှာပေါ့နော်ကို account တစ်ခု login ဝင်လိုက်မယ်ကျွန်တော်မရှိသေးရင်တော့ဒါ sign up လုပ်လိုက်ပေါ့နော်ဆိုတော့ဒီမှာ subscription free ပဲရှိသေးတယ်အဲ့တော့ကျွန်တော် new tab ကိုသွားမယ် bound like monkey ဆိုတာလေးကိုကျွန်တော်တို့ဒီ extension မှာပေါ့နော်ကျွန်တော်တို့တင်ရမယ်ဆိုတော့ search bar မှာ bound like monkey လို့ရိုက်ရှာပြီးတော့ကျွန်တော်ဝင်လိုက်ဒီလိုမျိုးထွက်လာမှာအဲ့မှာကျွန်တော် add to chrome လုပ်လိုက်ပြီးရင်ကျွန်တော် add extension လုပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာပေါ့နော်ကိုယ့်ရဲ့ဒီ extension တွေမှာ pin လေးထောက်ထားလိုက်အဲ့ဒါဒီပေါ်ရောက်လာမယ်ပြီးတော့ရင်နောက်တစ်ခုမှာကျွန်တော်တို့ဒီ search bar မှာပဲနောက် tab တစ်ခုကကျွန်တော်တို့ဒီ boundless monkey ကိုပေါ်လို့ရိုက်ရှာထိတ်ဆုံးအကောင်နှိပ်ပြီးတော့ရင်ကျွန်တော် install this script ဆိုတာလေးကိုနှိပ်ကျွန်တော်ဒီမှာ reinstall ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးကျွန်တော်ဒီမှာ install ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော် script install ရဲဆိုတာပြီးပေါ်လာပြီကျွန်တော် Quickbook ကိုတစ်ချက်ကြည့်မယ် reload tab လေးတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာ Quickbook Premium ဆိုပြီးတော့ပြောင်းသွားပြီเนาะအဲဆိုရင်ကျွန်တော်တို့ဒီ Quickbook ကို Premium သုံးလို့ရပါပြီဆိုတော့ဒီကောင်ကိုတော့ကျွန်တော်တို့ကထွက်လို့တော့မရဘူးเนาะဒီ monkey ကိုလေဒီကောင်တော့ကျွန်တော်ထွက်လို့မရဘူး